I didn't know they were coming. They arrived out of the blue. သူတို့လာမယ်ဆိုတာငါကြိုမသိခဲ့ဘူး။သူတို့ကမမျှော်လင့်မဲနဲ့ရောက်ချလာတယ်။ဒီလိုခါမျိုးမှာသုံးချင်ရင်တော့ they arrived out of the blue ဒီလိုလေးသုံးလို့ရပါတယ်။ဒုတိယတစ်ခုကတော့ ring a bell. Ring a bell. ခလောင်းတီးရမဟုတ်ပါဘူးနော် ring a bell ဆိုတာက like familiar ဖြစ်သလား like သိနေတယ်လို့ပဲလားဒီလိုပုံစံလေးကိုပြောပြချင်နော် ring a bell လို့သုံးလို့ရပါတယ်ဥပမာအဖြစ်ဆိုရင်နော် Does the name Mike ring a bell? Does the name Mike ring a bell? Like Mike ဆိုတဲ့သူကိုကြားဘူးလို့ရှိနေသလား familiar ဖြစ်လားရင်းနှီးနေသလားဒါမျိုးမေးချင်နော် ring a bell ကိုသုံးလို့ရပါတယ်တတိယတစ်ခုကတော့ make up your mind make up your mind like ကိုယ့်ဘာကိုဆုံးဖြတ်ချက်ချတာမျိုးမှာ make up your mind ကိုသုံးလို့ရပါတယ် you will have to make up your mind ဆိုလိုတာကတော့ you will have to make your own decision ကိုယ်ဆုံးဖြတ်ချက်ကိုချပါဒါလေးပြောချင်နော် make up your mind လို့ပြောလို့ရပါတယ် okay ဒီဗီဒီယိုလေးမှာတော့fixed phrases လေးသုံးခုပြပြသွားပါတယ်နောက်တစ်ဗီဒီယိုလေးမှာလည်း fixed phrases လေးတွေထပ်ပြီးတော့ပြောသွားမှာဖြစ်ပါတယ်အခုလိုမျိုးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်